ယထာရက်သွားတဲ့အခါပလက်ဖောင်းကောင်မှာအဖြူရောင်မြန်မာဝတ်စုံနဲ့မိန်းကလေးတယောက်ရက်နေတာကိုသူတွေ့လိုက်ရတယ်။သူမဟာခေါင်းကိုငုံထားပြီးလက်ထဲမှာပန်းစည်းလေးတစ်စီးကိုကင်ထားတယ်။လူငယ်ကအကူကြီးတောင်းဖို့သူမနာကိုအနားကပ်သွားတဲ့အချိန်မှာရုတ်တရက်အေးစိမ့်တဲ့လေပြင်းတစ်ခုတိုက်ခတ်သွားပြီးအဲ့ဒီမိန်းကလေးကဖြည်းဖြည်းချင်းခေါင်းမော်ကြည့်လာတယ်။သူမရဲ့မျက်နှာမှာမျက်လုံးတွေမရှိတော့ပဲသွေးပုတ်တွေစီးကျနေတဲ့သွေးနှစ်ကြီးနှစ်ခုသာရှိနေတယ်။သူမကဘားဆက်ကိုအတင်းဖြဲပြီးကိုပြန်လာပြီလားလို့အကွဲတဲ့အတန်းကြီးနဲ့မေးလိုက်တယ်။လူငယ်ဟာကြောက်လန့်တကြားနဲ့နှောက်ဆုတ်လိုက်တဲ့အခါသူမြင်လိုက်ရတာကယထာကြီးဟာလည်းတန်ကြီးတွနေတဲ့အယိုးစုယထာကြီးဖြစ်နေပြီးတွဲပေါ်ကလူတွေဟာလည်းကိုလက်အင်ကမစုံတဲ့တရေသေးကောင်းတွေဖြစ်နေတာပါပဲ။သူမကသူ့စီကိုခြေလမ်းကျဲကြီးတွေနဲ့တိုးလာပြီးသူမရဲ့လက်အေးဆက်ဆက်ကြီးနဲ့လူငယ်ရဲ့ပခုံးကိုလမ်းကင်လိုက်တယ်။အဲ့ဒီအချိန်မှာပဲယထာဦးကျော်တန်းကြီးကနားစီကွယ်မတာပြန်သွားလာပြီးအရာအလုံးကမောင်အတိကျသွားပါတော့တယ်။နောက်နေ့မနက်မှာတော့ရွာသားတွေဟာအဲ့ဒီလူငယ်ကိုဘူဓာယုံရဲ့ယထာလန်းဟောင်းပေါ်မှာစတိမိတ်နေတာကိုတွေ့ကြရတယ်။သူ့ရဲ့ပခုံးပေါ်မှာတော့သွေးတွေနဲ့ဆွမ်းထင်နေတဲ့လက်ဝါးရမဲမဲကြီးတစ်ခုထင်ရှားနေခဲ့တယ်လို့ပြောကြတယ်။နောက်ပိုင်းအဲ့ဘူဓာညဘက်တွေမှာလည်းအဝတ်ဖြူမင်းကလေးနဲ့ယထာတန်တွေကြားရမြင်ရတယ်လို့ဆိုကြတယ်။